2026 ခုနှစ်မတ်လ19ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအစုဆက်တူရှေ့ကိစ္စတွေနဲ့ပတ်သက်ပြီးသွားရင်လေအထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတာသင်တန်းတက်ရတာပညာကောင်းတွေပညာဒူးတွေလည်းရရှိတတ်တဲ့မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာတတိထားနော်သူတို့ပြဿနာကိုပြဿနာဆိုသလိုမျိုးသူတို့ပြဿနာတွေမှာကိုကပဲလော်ဂျာစာညက်ဆိုသလိုမျိုးတွေဂျာညက်တဲ့စိတ်တော်ကဖြစ်စီဟာများနဲ့လည်းဒီနေ့မှာကြုံရတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ခေါင်းတစ်ချမ်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေရေးမှာတော့အေဂျင့်တာယာပြီးတော့အဆင်ပြေတယ်နော်အိမ်တော်ရေးမှာတော့မဖြစ်စလောက်ပြဿနာတည်တည်လေးရစပြီးတော့နားလည်မှုတွေလွဲတာအဆင်မပြေတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာအုံတို့ခေါက်ဆွဲကလူပေးရမှာဖြစ်ပါတယ်ရှင်